สระอาနဲ့สระเอကိုဒီဟာလာဖတ်ကျင့်ကြမယ်ဝေါ်เอเวรออาลาเวลาအချိန်ทอเอเทยออายาเทยาဆေးလောင်းထဲတယ်ဆေးตุนထဲတယ်ทอเอเทဆိုတာကလောင်းဒီตุนဒီပေါ့နော်ခေါ်အားခါကောเอเกခါเกခါเกဆိုတာကခြေထောက်မညီမညာဖြစ်တာလူမတန်ဆွမ်းတွေရဲ့ခြေထောက်တွေပြောပေါ့နော်ခါเกကောเอเกရောเอရေเกရေရိုင်းဆိုင်တယ်အကျင့်မကောင်းတဲ့ကလေးတွေပေါ့နော်เกရေစောเอเซမောအာမာစေမာဆိုတာကအဲ့အယမှုသမားတွေလမ်းလျှောက်ရင်ဆိုဟိုရိုင်တီရိုင်ဖြစ်တာကိုစေမာလို့ခေါ်တယ်လော်ဤလိကောเอเกလိကေဆိုရင်ပြဆက်တို့အငိမ့်တို့ကိုပြောတယ်ထောအထလော်เอလေထလေပင်လေတောအာတာခေါ်เอခေတာခေမျက်လုံးဆွေတယ်လော်အိုလိုလော်เอလေလိုလေမတီမြဲဘူးတောအာတာတောအိုတိုတာတိုဆိုတာကမျက်လုံးကြီးတာကိုပြောတာအောအာကောအိုကိုအာကိုဆိုတာကလူတစ်ယောက်ရဲ့နာမည်လည်းဖြစ်နိုင်တယ်ဒါမှမဟုတ်ရင်အာကဦးလေးကိုဆိုတာနာမည်ဦးလေးကိုလို့လည်းဖြစ်နိုင်တယ်ယောအိုယိုခေါ်အခယိုခဆိုတာကဒီယောဂပေါ့နော်เวลาเทยาขาเกเรเซมาลิเกทะเลตาเขโลเลตาโตอาโกโยคะ